အောင်လအန်ဆန်ခေတ်အလွန်မြန်မာပြည်သက်တွေအတွက်ဝမ်းချင်မြန်ရှိကပတ်မျှော်လင့်ချက်သို့မဟုတ်ကျော်စွာဝင်းအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ Sport Box YouTube TikTok နဲ့ Facebook Page မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မြန်မာပြည်သက်တွေအတွက်ဝမ်းချင်မြန်ရှိကပတ်မျှော်လင့်ချက်သို့မဟုတ်ကျော်စွာဝင်းပဲဖြစ်ပါတယ်ဗျကျော်စွာဝင်းကတော့မြန်မာလက်ဝဲမှာ69ပွဲကစား96ပွဲနိုင်တပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားတဲ့ fighter ဗျရှုံးတဲ့ပွဲကလည်းသူ့ထက်ဝေးကျော်တဲ့ fighter နဲ့ထိုးရတဲ့ပွဲမြင်ရှိကမြန်မာတွေကိုဦးစားပေးခေါ်ထိုးတဲ့အစောပိုင်းကာလတွေမှာကိုစိုးလင်းဦးလိုတန့်စင်တို့နိုင်ပွဲစစ်နေတဲ့အချိန်တွေမှာကျော်စွာဝင်းကိုလည်းကန်လန်းခဲ့တယ်ဗျာကျော်စွာဝင်းကအချိန်မှာသူ့ရဲ့ငယ်တွေကအိမ်မက်ဖြစ်တဲ့အလွတ်တန်းချန်ပီယံဖြစ်ခြင်းနဲ့ဆန္ဒကရှိတော့သူ့အနေနဲ့ဝမ်ချင်မင်ရှိရဲ့ကန်လန်းချက်ကိုလက်လွတ်ခဲ့တယ်ဗျာအိမ်မက်ကြောင့်ပဲကိုထနိုမင်းလိုအလွတ်တန်းချန်ပီယံကိုစိန်ခေါ်ပြီးထိုးတယ်လွတ်တန်းဆိုတော့ weight မရှိဘူး weight မရှိတော့ weight ကျော်ပေးပြီးထိုးရတယ်ထိုးရတော့အပွဲမှာကိုထရိုမင်းရဲ့ hacking နဲ့သူတခါတည်းပေါက်ပြီး TKO နဲ့ရှုံးတယ်ပြီးတော့ကျွန်တော်တို့ရှိမှလည်းလက်ဝိတ်ပွဲတွေကရှာတော့သူ့လိုလူငယ်တယောက်အနေနဲ့ခြေဆန့်ဖို့က1 championship ပဲရှိတယ်ဗျာအဲ့ဒါနဲ့သူက1 championship ကိုခြေဆန့်ဖို့စိတ်ကူးတယ်အဲ့လိုစိတ်ကူးတော့လေသူကသူ့အိမ်မက်အတိုင်း champion ဖြစ်နေတာဗျာ champion ဖြစ်ချင်တော့ချန်ပီယံတွေလိုကျင့်သုံးမှရပါဗျာသူ့အနေနဲ့ကရိုးရာလက်ဝိတ်ကိုပဲကောင်းကောင်းမွန်မွန်ထိုးတတ်တာမွေတိုင်းနီးစနစ်ကိုလုံးဝမသိတဲ့အတွက်ထိုင်းမှာရှိတဲ့မွေတိုင်းကျင့်တွေကိုသူစုံစမ်းနေဗျာဒီမှာကန်ကောင်းစွာနဲ့ပဲကိုအနိုင်ဆိုးလို့ခွေတာတယောက်နဲ့တွေ့တယ်အဲ့လိုနဲ့ပဲသူဖဲတက်ကိုရောက်သွားတယ်ဗျာဖဲတက်မှာတော့သူကမွေတိုင်းနီးစနစ်တွေကိုကောင်းကောင်းမွန်မွန်လေ့လာရင်ပထမဆုံး1လူပီနီပွဲမှာ TKO နဲ့နိုင်တယ်ပြီးတော့1ချန်ပီယံရှိရဲ့ပွဲဦးထက်မှာမူကာစီတိုကို TKO နဲ့နိုင်တယ်နောက်ဆုံးစမီတန်နဲ့ပွဲမှာတော့သူကအမှတ်နဲ့ရှုံးခဲ့တယ်သို့တော်လည်းပြည်သက်တွေကတော့ကျော်စွာဝင်းရဲ့ performance ကိုအကုန်လုံးကကြိုက်ကြတယ်ဗျာသူ့အနေနဲ့ရှုံးခဲ့သည့်တိုင်အောင်သူကမွေထိုင်းမှာလေ့လာစရာတွေအများကြီးရှိပါသေးတယ်ဆိုတဲ့အကြောင်းကိုမီဒီယာနဲ့တွေ့တော့ကပြောသွားတယ်ပြည်သက်ကိုလေးဆဆနဲ့အမြဲတမ်းရိုးတည်ဆန်တဲ့ fighter ပြီးတော့အမြဲတမ်းစူးစမ်းနေတဲ့ fighter ဒီလို fighter ကိုတော့ကျွန်တော်ပြည်သက်တွေအနေနဲ့ champion ကပတ်မျှော်လင့်တဲ့ပါတယ်ဗျာကျော်စွာဝင်းအနေနဲ့နောက်ထပ်ပွဲတွေမှာအကောင်းဆုံးပြန်လာနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ